ဘာနေပြူမှာစပိန်ဘလူးကြီးတွေရဲ့တိုက်ပွဲဒီနေ့စူပါဆန်ဒေးမှာတော့ပရီးမီးယားလိပွဲစဉ်နေတဲ့အပြိုင်တကမ္ဘာလုံးကစိတ်ဝင်စားမှုမြင့်တက်နေတဲ့ဘောလုံးပွဲတစ်ပွဲရှိပါတယ်ဟုတ်ပါတယ်အဲ့ဒါကတော့ဘာနေပြိုးကွင်းမှာရီယယ်မက်ဒရစ်နဲ့ဘာစီလိုနာတို့အပြိုင်ကျဲကြမယ်အက်ကလစီကိုပွဲစဉ်ပါပဲအဲ့ဒီပွဲမတိုင်ခင်ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာရီယယ်မက်ဒရစ်နီးပြအလွန်ဆိုကဘာစီလိုနာကျဲခွင့်ရမိုင်းရဲ့စကားကိုယူပြီးတော့ကွင်းအတွင်းမှာစကားပြောလိုက်မယ်လို့ကြုံဝါခဲ့တာကလည်းဒီပွဲကိုမီးစာမြင့်ပေးတယ်လို့ဖြစ်နေပါလိမ့်မယ်အန်စလော်တီရဲ့ရီယယ်နီးပြဘောကနောက်ဆုံးရာသီမှာတော့ဒီနှစ်သိန်းပြိုင်ပွဲဆောင်၄ချိန်တွဲဆောင်ခဲ့ပြီးတော့ဘာစီလိုနာအသင်းကို၄ချိန်စလုံးရှုံးနိမ့်ခဲ့တာကြောင့်ရီယယ်မက်ဒရစ်နဲ့ပတ်သက်သူတွေကတော်တော်လေးကိုခံမြင်နေကြမှာပါသူရလာပြီးရဲ့နောက်မှာတော့ဘာစီလိုနာတို့အနိုင်မရဘူးသေးတာကိုဘာပေခံမြင်နေမှာဖြစ်တယ်လို့ရီယယ်နီးပြပထမအဆုံးအက်ကလစီကိုမှာရလက်မကောင်းရင် PR တွေဘလောက်များလာမလဲဆိုတာကိုလည်းအလွန်ဆိုကောင်းကောင်းကြီးသိပါလိမ့်မယ်ပြီးတော့ဒီပွဲရဲ့ရလက်ကလာလီဂါအမှတ်ပေးစရာကိုဦးဆောင်ွယ်ဖြစ်နေတာကလည်းစပိန်ဘလူးနှစ်ကောင်ရဲ့အပြိုင်ဆိုင်မှုကိုအဆုံးတိုင်မြင့်တက်စေမှာပါရီယယ်မက်ဒရစ်နဲ့ဘာစီလိုနာတို့ရဲ့နောက်ဆုံးတွေ့ဆုံမှု10ချိန်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဘာစီလိုနာက6ပွဲနိုင်ပြီးတော့ရီယယ်က4ပွဲပဲနိုင်ထားတယ်။ကြေးရဆိုရင်တော့တသင်းကို9ပွဲစီနိုင်ထားလို့သူ့မတာကိုမတာလို့ဆိုနိုင်ပါတယ်။ဂိုးပေါင်းကိုကြည့်မယ်ဆိုရင်တော့ဒီနှစ်သင်းရဲ့နောက်ဆုံးတွေ့ဆုံမှု10ချိန်မှာ9ပွဲထိဂိုးပေါ်ထားပြီးတော့တပွဲပဲဂိုးအောက်ခဲ့တာပါ။အာရှရဲ့အစောပိုင်းဖွင့်လှစ်မှုတွေရအေရှင်ရီယယ်မက်ဒရစ်အသင်းကတရေကြရင်တော့40လောက်နစ်နာမှာပါ။ဂိုးပေါင်းကတော့4.50ပဲဖြစ်ပါတယ်။ဟန်စီဖလစ်လက်ထက်မှာရီယယ်မက်ဒရစ်နဲ့တွေ့ဆုံတာအနိုင်ရတဲ့စံချိန်ကိုဆက်ထိမလားပြီးခဲ့တဲ့ရာသီကရှုံးညွှန်းကိုဆက်ပြီးတော့ဘာနေပြူရဲ့သခင်တဲ့အစ်စ်မှန်ဖြစ်ကြောင်းကိုအလွန်ဆိုကတက်သေးပြနိုင်မလားဆိုတာကိုတော့ဒီနေ့ည9:45မှာမြင်တွေ့ရမှာပဲဖြစ်ပါတယ်